ပြင်းမနာကျွန်းပင်ကြံပင်ကြပြာပင်ကသုံးလုံးမျိုးပြောသမတ်တွင်ကဲ့ခုတော့တိုက်ပြိုဗလီပြိုကျောင်းပြိုဓာတ်တိုင်ပြိုလမ်းပေါ်မှန်ကွဲစတွေအုပ်အပိုင်းစတွေလမ်းပိတ်ဈေးပိတ်တိတ်တဆိတ်မြို့ပြက်ကြီးဖြစ်လို့လူအသေးခန္ဓာတွေကိုလူအရှင်တွေကဆွဲထုတ်လို့မပြီးသေးဘယ်ကဝင်လာမှန်းမသိတဲ့ငါအတွေ့တဲ့ပြည်တွင်းစစ်ကိုပြင်းမနာကစားခဲ့သလိုပြည်တွင်းငြိမ်းချမ်းရေးကိုလည်းပြင်းမနာကစားရမှာပဲဆိုတဲ့ဆရာကြီးသခင်ကိုတော်မှန်းရဲ့ဆိုအမိန့်ကိုနားရဲကြားရအောင်လာမည်မြဲခြင်းသည်မမြဲမမြဲခြင်းသည်မြဲ၏အဆိုးတွေပြီးရင်အကောင်းတွေလာရမှာပဲဆရာတကုံတာယာကတော့အကောင်းကိုရှာ၏အကောင်းကမတွေးတဲ့အနာဂတ်ပြင်းမနာဘာဖြစ်လာမလဲကြပြာဆရာမောင်ကျူးရဲ့